တွေဘုံမဲ့မှာအချက်လို့ခေါ်မလူမျိုးရဲ့အခရာချင်းငါထပ်ပါရတော့ပန်းကလေးလိုမဲတော့ဟန်ရန်ချစ်တဲ့လူသားကျွန်တော်ရဲ့လက်တွေဘာမေတကွယ်တော့မှချစ်တဲ့သူတယောက်တည်းပါအနမ်းများကမို့ဖြစ်လာတာမဟုတ်ပါအိမ်ပြန်ချိန်တိုင်းမှာအနှုတ်ဆက်ချင်တာသေးတာစိတ်ချပါဘုရုနေကောင်းရမှာပါဘဝရဲ့ရေးစက်ကြောင့်ဒီဘဝမှာမင်းနဲ့ချစ်သူဖြစ်ခဲ့ရတာဟာအကောင်းဆုံးမုံမြတ်ချင်းပဲငါစားရကင်းမဲ့တဲ့ဖြူရောင်နှက်ခင်းလေးတဲ့ငါကလေးတွေတေးရဆိုးကိုပိုင်တန်စီရေးပွဲလွမ်းမြောက်သောထမ်းပိုးရင်ဘွားခရီးကိုဆက်မဆုံးနိုင်တဲ့တန်တရားမှာငါရဲ့တယောက်တော်သူတို့ရည်စူးရေးစက်ထားတဲ့ချင်းဦးခိတ်ပန်ရက်ချစ်သူနာတော်တာစင်းနိုင်ရဲ့လွမ်းပြေရေးစက်ဒီလိုလွမ်းတွေငွေတက်တွေကြားမှာနန်းချင်းပွေဖက်သူရဲ့နှခမ်းလေးကိုမှန်ပေးလို့ကြည်လူအေးဆက်ဒါကိုလှမ်းတွေးတဲ့ကောင်းငင်ဘောကလာမီကြီးတော့ရှက်သွားတယ်ဘာတွေဖြစ်ဖြစ်ဆက်သွားမယ်မနဲ့ပြန်ဆိုတဲ့ရက်မြရဲ့သူပြောနေကြသူအတွက်တော့ငါကသူရဲ့ကောင်းတယ်ထောက်ပလင်းရင်မှမြဲပါစေချစ်တဲ့ဘတော်မှပြောင်းလဲဇူခင်းလန်းလဲရှောက်မဲ့သူနင်းလာရှိမကြောက်ခဲ့ဘူးချစ်ဆိုတာဟာနင်းတဲ့တွေ့မှတန်ဖိုးထားပြီးချစ်ခဲ့ဘူးတော့မှချစ်တဲ့သူတယောက်တည်းပါအနမ်းများကမို့ဖြစ်လာတာမဟုတ်ပါအိမ်ပြန်ချိန်တိုင်းမှာမနှုတ်ဆက်ချင်တာသေးတာစိတ်ချပါဘုလိုနေပေါင်းရမှာပါမုတ်ရပေးလဲပြင်တဲ့နဲ့ရှိုင်းတို့သစ္စာတွေမဟာပထဝီမြေကြီးထက်မှာကျော်သောဂုဏတွေစကြဝဠာကြီးထက်ကိုချဲပြန်းတဲ့မြစ်တာတွေဤစကားသာမှန်ခဲ့ရင်ဘွားစတိုင်းမှာမြေငါတို့ရောက်ချစ်သူရည်စားဘာလို့ပြင်းမြူမိပါဖွင့်လို့ပြီးချစ်သူရှိရလာမယ်ဆိုချစ်သူတိမလားလွမ်းနေကြီးကွာဘာကြောင့်မို့လို့စီတာနေနဲ့ငါကြဒီကထားရှိနိုင်တဲ့နားလဲမှုသာရှိကြ6တွေ့အောင်မရီဝေးနေလေတော့တေးရွယ်6သူထွေးကကြာရင်အချိန်တွေကိုကြောနိုင်မိနစ်စက္ကန့်ငါနဲ့အနာမှာဖော်ပါလေဖြစ်ဖြစ်ဒီလိုဆိုရင်မြဲတဲ့ကောင်းမနော်ကောင်းတာပေါ်ဒီလိုပြောတော့သူမတ်မဲကောင်းခါရောနောက်တာနော်မလုံးနဲ့ဝေးရမှာကိုတကယ်ကိုကြောက်တာအော်မင်းနဲ့ရှိရင်ပြောဟိုးကဘာဆုံးထီကိုခေါ်လက်ကိုတွဲဘလို့လဲသူရှင်ကလျှောက်စုနော်ညမနဲ့မဲမငါရဲ့ညာတွေဘုံမဲမအချက်လို့ခေါ်မြမလူမျိုးရဲ့အခရာချင်းငါထပ်ပါရတော့ပန်းကလေးလိုတွေ့တော့ဟန်ရန်ချစ်တဲ့လူသားကျွန်တော်ရဲ့လက်